အားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီနေ့မှာပေါ့နော်တကယ်စိတ်ဝင်စားကြအကြောင်းလေးတစ်ခုပြောပြမယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရဲ့ကိုတွေ့ဖုန်းမီးလောင်မလို့ဖြစ်ခဲ့တဲ့ကိုတွေ့ကျွန်တော်2ရက်ပဲရှိသေးတယ်ဖုန်းမီးလောင်မလို့ဖြစ်ခဲ့တာတကယ်နော်အဲ့ဒါဟာသားမဟုတ်ပုံမြင်မဟုတ်ဘူးလောက်ကြမဟုတ်ပြီးတော့ဒီနေ့မှာဘာလို့တက်တဲ့ဆိုင်ဒီဗီဒီယိုပြောရလဲဆိုကျွန်တော်တင်ရလဲအခုမှတက်လာအိန္ဒိယနိုင်ငံရိုက်တာမျိုးရိုက်တာဆိုကျွန်တော်နယူးဒေလီမျိုးနဲ့ကြက်ရမှာရှိတယ်မျိုးအမျိုးကဘာလဲဆိုတော့software တွေ IT ဘိုင်းနေနဲ့ရန်ထွန်ရတဲ့မျိုးတစ်မျိုးပဲအမှအိန္ဒိယနိုင်ငံသားတူပေါ့နော်ဒါနဲ့စကားမဆက်ကျွန်တော်က Samsung ဖန်ဖြစ်တဲ့လေဖြစ်တယ်ပြီးတော့ Samsung ဖန်ဖြစ်တဲ့အတွက်ကြောင့်ပြီးတော့ဖြစ်သွားတဲ့ဖုန်းကလည်းမီးလောင်ပောက်ကွဲသွားတဲ့ဖုန်းကလည်း Samsung ဖုန်းဖြစ်တဲ့ကြောင့်ကျွန်တော် Samsung အသားပေးပြီးတော့ရှင်းပြမယ်ကျွန်တော်တို့iPhone ပေါ့နော်ဒီအိန္ဒိယနိုင်ငံသားဖုန်းကိုဒီ Samsung S26 ပေါ့နော် model ကိုကြည့်ရရင်တော့ဒီမှာကြည့်လိုက် Samsung S26 ဖုန်းရိုးရိုးပေါ့အကောင်အိတ်ကတည်းထည့်လိုက်ချိန်မှာမီးလောင်ပောက်ကွဲတာသူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ချမ်းလဲမီးလောင်ထရရှိသွားတယ်ဖုန်းလည်းလုံးဝ damage ဖြစ်သွားတယ်ဆုတ်ပြတ်တတ်သွားတယ်ဘယ်လိုဖြစ်တာလဲဆိုတော့ဘယ်လိုဖြစ်တာလဲဆိုတော့ကျွန်တော်တို့ဒီဖုန်းကအခုတော့သူတို့ကလည်းဘာဖြစ်တဲ့အကြောင်းရင်းတွေသူတို့ကရှာဖွေနေပေါ့နော်ဒါပေမဲ့သူတို့နိုင်ငံကလည်းအပူချိန်ကအိန္ဒိယလူလူတွေလည်းထူထပ်တဲ့အပူချိန်ကလည်းအရန်ပူတဲ့ရာသီဥတုလည်းရှိထားတဲ့မျိုးဆိုတော့အမြဲတမ်းမကြာခဏဆိုသလိုတခြားဖုန်း brand တွေလည်းအမြဲတမ်းအဲ့လိုပဲဖြစ်ထားတော့ရှိနေရပဲဒါပေမဲ့အခုကတော့တကယ်ကုမ္ပဏီဖြစ်သွားတယ် Samsung ဖြစ်သွားတယ်ဆိုတော့ပို့ပြီးဟိုလင်းလေးကျော်ဖြစ်သွားတယ်ပြီးတော့Samsung လည်းအိန္ဒိယဘက်မှာလည်းတော်တော်ခြေဆန့်ထားတဲ့ကုမ္ပဏီဖြစ်တော့အဲ့ဘက်မှာလည်းထုတ်နေရဆိုတော့လက်ရှိကထုတ်နေရဆိုတော့ပို့ပြီးတော့ case ကပိုကြီးသွားဆိုပါတော့ကဲဒါကထားလိုက်ပါစကားမဆက်ဖုန်းဆိုင်တွေတော်တော်များမရှင်းပြတဲ့အချက်လူတွေသတိမမူတဲ့အချက်ကျွန်တော်တို့ဖုန်းဘာဖြစ်လဲဆိုကျွန်တော်လွန်ခဲ့တဲ့နေ့ကဖုန်းကိုအားသွင်းထားတယ်ကျွန်တော်ဖုန်းပထမတစ်ချိန်အားသွင်းတဲ့အချိန်မှာကျွန်တော်ကဒီအားသွင်းကျွန်တော်ဖုန်းကအားသွင်းကြိုမေးလာခဲ့တော့ကျွန်တော်ကဒီအားသွင်းကြိုဒါကဘာလဲဆိုတော့ iPhone အားသွင်းကြိုเนาะဒါ original ကဒါသူ့ original ပူရပါတဲ့ authentic အစ်စ်ဒီကောင်းနဲ့တွန်းလိုက်တာဖြစ်ချင်တာကျွန်တော်တို့အင်ရလူတွေကသိတယ်ဒီကြိုးမကောင်းဆိုတာသိတယ်ဒါပေမဲ့ကျွန်တော်ကိုတွန်းတဲ့အချိန်မှာသူတို့ကသတိမထားမိဘူးကျွန်တော်ဖုန်းကတွန်းတဲ့အချိန်မှာနံပါတ်1ဘာဖြစ်သွားလဲဆိုတော့ဖုန်းကကျွန်တော်သွားကြည့်အချိန်မှာဖုန်းက 1% မဲ့တဲ့နေအားသွန်းနေနေဟာအားသွန်းနေရပေါ့တွန်းထားအောင်ဆိုတွန်းထားကြမှာနောက်ထပ်15မိနစ်နေကျွန်တော်ဖုန်းသွားကြည့်အချိန်မှာဖုန်းကဆီလီကွန်ကဘာလုံးဝပြုတ်ပြီးလက်နဲ့စိတ်လို့ရနေအထွက်နေအဲ့ဒီမှာကျွန်တော်ဖုန်းကိုဒီထားကြည့်မှာလုံးဝဖုန်းကအားမဝင်တော့ overheating ဆိုတဲ့ message လေးပြနေအဲ့မှာကျွန်တော်အရင်လန့်သွားပြီးကာဘာဆွဲချွတ်တဲ့အချိန်မှာကျွန်တော်လက်ထက်ကဖုန်းကလွတ်ကြတယ်ဘာလို့ဆိုတော့ဖုန်းက bear frame က metal နဲ့ metal ကပူချစ်ပြီးမကင်နိုင်တော့လို့ဖုန်းကပြုတ်ကြတယ်ပြီးတော့ဖုန်းရဲ့အတွင်းထဲမှာ circuit တွေလောင်တဲ့အတန်လိုမျိုးကျွတ်နဲ့အတန်တွေထွက်နေတယ်အတန်တွေထွက်ပြီးကျွန်တော်ထပ်သတိထားမိရဖုန်းရဲ့ကင်မရာဘန့်ကင်မရာ၄လုံးပါတယ်ကျွန်တော်ဖုန်းကင်မရာ၄လုံးလုံးမှာလုံးဝရုံးမထင်တော့ဘာလို့ဆိုတော့ဖုန်းမှန်ကင်မရာမှန်နေကတော့အငွေးရိုက်တယ်လို့မီးကိုငွေးရိုက်ပြီးလုံးဝမှောင်သွားပြီဘာမှမရှိတော့ကင်မရာဆိုဘာမှမမြင်တော့မှန်နေကတော့ဝါးသွားတာကျွန်တော်အဲ့ဒီမှာအရန်လန့်ပြီးကျွန်တော်ဖုန်းကိုကောင်းတာတခုက Samsung ကအဲ့ဒီမှာလက်ပွေလည်းနေလို့ရတယ်ဖုန်းကို shutdown လေးချလို့ရတယ်ကျွန်တော်ချက်ချင်း shutdown ချပြီးတော့အဲ့လုံးဝရေခဲကန်းနဲ့သွားပြီးရေခဲချောက်တွေနဲ့ဖိပြီးကျွန်တော်သွားတိတ်ထားလိုက်တယ်15မိနစ်လောက်ထားလိုက်တဲ့အချိန်မှာပြန်ထုတ်လာတော့လေဖုန်းကတိတ်ပြီးတော့အပူတော့မကျသေးဒါပေမဲ့ဖြည်းချင်းနဲ့သူကရေငွေလေးလို့ဟာလေးရဒီကျွန်တော်ကင်မရာဘန့်စတင်ကတော့ပျောက်သွားတယ်အပူချင်းရောလေအကင်မရာမန်နဲ့အငွေရပျောက်သွားလေပြီးတော့ကျွန်တော်နိုင်ဝက်လောက်နေချိန်မှာဖုန်းကိုဖွင့်လိုက်တော့ဖုန်းက normal တိုင်းပြန်သုံးလို့ရတယ်ကျွန်တော်လုံးဝလန့်သွားတာနော်လက်ထဲမှာကင်လို့မရတဲ့အနေထားအပူချင်းဆိုတာစဉ်းစားကြည့်ဟိုတာမန်ဂိမ်းဆော့လို့နေရပြီးပူတဲ့အပူမဟုတ်တော့ဘူးနော်လုံးဝဘေးကဆီလီကွန်ကာဗာတော့မှပျော့သွားအောင်ပူတဲ့အပူအဲ့ဒါကိုချွတ်လိုက်တဲ့အချိန်မှာကျွန်တော်လက်ထဲကလွတ်ကြတဲ့အနေထားဆိုစဉ်းစားလာကြည့်ဘယ်လိုမှအဖုန်းကကင်လို့မရတော့ဒါပေမဲ့ဖုန်းကပြန်ထုတ်လိုက်တော့ original ကောက်နိုင်ရှိသေးတယ်ကဲဘာလို့သတိထားမှလဲဆိုတော့နံပါတ်1ဖုန်းတော့ကျွန်တော်တို့ကိုသုံးတဲ့ device တွေမှာကျွန်တော်ဖုန်းဖြစ်ဖြစ် iPad ဖြစ်ဖြစ် tablet ဖြစ်ဖြစ်ဖုန်း laptop ဖြစ်ဖြစ်ဝယ်ရင်ကျွန်တော်တို့အခုနောက်ပိုင်းဆို Type C တော်တော်များသုံးတယ်ကျွန်တော်ဒီ Samsung user ဖြစ်တဲ့ Samsung ဖုန်းမှာကျိုးပဲပါတယ် iPhone နဲ့ထိုနည်းလက်ကောင်းမဲ့ iPhone မှာကျိုး cable ပဲပါတယ် charging မပါဘူးဆိုင်ရအခုနောက်ပိုင်းတော့စကန်ဆိုင်တော်တော်များများ adapter လက်ဆောင်ပေးရဆိုပြီးယုံပြီးတော့မြူကြတယ် adapter တွေကိုခောက်ကြည့်ပေါ့ကြီးနဲ့ခေါ်သားတွေကချွတ်ကြီးတကယ် adapter စစ်တဲ့ကျွေလုံးဝဒီကျွေတုံးကိုခောက်နေတဲ့အတိုင်းပဲလေးနဲ့တကယ်ဈေးလေးကြီးရသူတို့အလောက်တန်ဘယ်သူမှမပေး original authentic ဖြစ်တဲ့ authorized detailer တွေရှိမှသွားဝယ်မှကျွန်တော်တို့လက်ဆောင်ပေးရဆိုင်လည်းပေးရမပေးရဆိုင်ဆိုရင်လည်းကျွန်တော်တို့ဝယ်ရပါတယ်ဝယ်ရတဲ့ဆိုင်ကပုံများဝယ်ရတဲ့ဟာတွေကတကယ်အစ်စ်တွေပါပေါ့နော်ဒီကျိုးနဲ့သူနဲ့ဟာအစ်စ်တွေပဲပေးရ
Samsung မှာလည်းထုံနေလည်းကောင်းမယ်ကျွန်တော်တို့ Samsung ရဲ့ original အသွင်ကျိုးကဈေးကြီးရဲဆိုရင်ကျွန်တော်တို့ recommend ပေးချင်တာဒီ Ukraine သို့မဟုတ်ရင်ဒီ Galaxy 40 watt အပြည့်အဝထွက်တယ် Samsung ရဲ့40 watt က60 watt တွေ64 watt တွေ120 watt တွေထပ်ပုံမြင်တယ်သူ9000 mAh ကိုဟိုးနဲ့သူ့တော့ချက်ချင်းမြန်သွန်းသွားတာညံ့နေနော်အထင်မသေးနဲ့အားကြောင့်ကိုကလောဘကြီးပြီးတော့အသွင်ကျိုးအမြန်လိုချင်လို့ PD ကျိုးတွေဝေးတာခုချက်ကျိုးတွေဝေးတာသွားမလုပ်ပါနဲ့သူ original ပါတဲ့ကျိုးကိုတန်ဖိုးထားကြပါသူဖုန်းနဲ့အခုနောက်ပိုင်းလာတဲ့ဘယ်ဖုန်းမဆိုဖုန်းမှာပါတဲ့ကျိုးတွေကိုတန်ဖိုးထားကြပါသူတို့ကနောက်ဝယ်တဲ့တပ်ပါတီကျိုးတွေထပ်ပို့ပြီးတော့ပို့လဲကောင်းပါပြီးရင်ဒီဖုန်းကျိုးတွေပျောက်သွားသည်ရှိတော့ပြတ်သွားသည်ရှိတော့တကယ်ယုံကြည်ရတဲ့ brand ကျွန်တော်ကတော့ Ukraine နဲ့ဒီ Galaxy ဆိုတဲ့အမျိုးအစားကိုပို့ပြီးတော့ recommend ပေးတယ်ကျွန်တော်သုံးလာ2နှစ်ခွဲရှိပြီ2နှစ်ခွဲလုံးမှာဘာ area မှမတက်ဘူးတခြားကျိုးနဲ့ဆိုရင်ဖုန်း heat တက်တယ်ပူတယ် battery ထိတယ်ဒီကျိုးနဲ့ဆိုတာဘာမှဖြစ်ဘူးတိုက်စီပဲဒါပေမဲ့ကျွန်တော်ကအခုနောက်ပိုင်းဘာကိုကျင်းသုံးလဲဆိုတော့ဖုန်းကိုလေလူတွေကတော်တော်များများအသွင်ကျိုးကိုတွေ့သွားကြရှိရင်ကျွန်တော်ကသွားကြရှိရင်ဒီကျိုးလေးကိုတက်ခေါင်းလေးကိုတက်တိမ့်သွားလေးရှိတယ်ဖုန်းကိုအသွင်ကျိုးကိုပြီးရင်ဒီလိုရေးချီကြဒီမဲ့ငုတ်အရင်နေအရန်နာတယ်အဲ့ဒါကြီးက loose ဖြစ်ပြီးတော့ error တက်တယ်နော်ပွားပူပြီးတော့လေဖုန်းကို heat တက်တယ်ပြီးတော့ဒီမှာကျိုးတွေလွတ်နေရင်တချို့ဖုန်းတွေမှာရှိရနော်ဖုန်းကအသွင်ကျိုးမကောင်းလို့ဘက်ထရီကိုထိသွားတာကြီးဖြစ်တယ်နော်ဒီဖြစ်စဉ်တွေကအခုကြာကျွန်တော်ဘယ်လိုလဲဆိုတော့ဖုန်းကိုချီမဲ့တုံးအသွင်ကျိုးလေးကိုသိမ်းမယ်ဆိုတော့မှဒီလိုကျိုးလေးကိုရောလေးနဲ့ခုံလေးသိမ်းပြီးရင်သူ့ဖုန်းမှာရှိတဲ့ဘက်ထရီ mAh နဲ့ခံနိုင်တဲ့အသွင်ဝက်ကိုတေချာမှားပြီးတော့ဝယ်ဆိုင်နေမှာပြီးတော့အသွင်ကျိုးဖြစ်တိုက်စီဖြစ်ပြီးတော့ဒီ brand အသွင်မြတ်နေဆိုရင်တက်မဝင်နဲ့တကယ် warranty ပါလားတကယ်အာမခံချက်တကယ်ကောင်းလားတကယ်ရောဖုန်းကောင်းနိုင်ဒီလုံးတော့ဝယ်ပြီးမှတော့အသွင်ကျိုးမနှမျောနဲ့ဒါကိုပြောပြတာနော်ဒါရန်သူမျိုး၅ပါးဟာလေတခြားတစ်ခုတာမှပစ္စည်းကြအောင်ပဲဖုန်းကမီးလောင်လိုက်မြန်နေဖုန်းကတူကဖောက်ဆိုတာနဲ့ဝုန်းဆိုတဲ့သူ့ရဲ့ flame ကအကြီးကြီးပဲတန်းတက်လာပြီးတော့ချက်ချင်းဘန်းတာကြီးကလုံးဝအကုန်လုံး short ဖြစ်ပြီးလောင်သွားဘယ်သူမှချက်ချင်းသွားမငြိမ်းနိုင်ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ကအရန်အနေနဲ့လို့တတိပေးတာအခုကျွန်တော်ကအခုဆိုဖုန်းဆိုကျွန်တော် Samsung ဖုန်းဆိုဒီမဲ့ကျွန်တော် original အသွင်နဲ့သုံးတယ် iOS ဖုန်းဆို iOS tablet အကေဒီမဲ့ကျွန်တော် iPad ဆို iPad ကျို့တတိထားတော့ကျွန်တော် iOS user မဟုတ်ဒါပေမဲ့ iOS သုံးတဲ့သူတွေလည်း iPhone ကျိုးကအခုနောက်ပိုင်းအရန်ဒီပေါ့နော် web ကိုလည်းသူအသုံးမြန်နဲ့စနစ်ထည့်လိုက်ကြပါ iPhone ကျိုးနဲ့လည်း iPad ကိုသွားမသွင်းနဲ့ iPad ကျိုးနဲ့လည်း iPhone ကိုမသွင်းနဲ့ဒါပေမဲ့ဘာ error မှတော့မရှိဘူးဒါပေမဲ့မသွင်းတာတော့အကောင်းဆုံး iPad ကျိုးကျွန်တော် iPad သွင်းတယ်ကျွန်တော်အင်အားလေး iPhone ကျိုး iPhone သွင်းတယ် AirPod ကိုအဓိကတော့ iPad သွင်းတဲ့တိုက်စီနဲ့သွင်းတာတော့ဘာမှဖြစ်ဘူးပေါ့နော်သွင်းလို့ရတယ်ပို့ပြီးတော့စိတ်ဖြစ်ချင်တယ်ဆိုတော့သူဒီတခြားတိုက်စီနဲ့မသွင်းနဲ့သူ iPad က iPhone သွင်းတဲ့အကျိုးတွေနဲ့ပဲသွင်း AirPod ကိုလည်းအဓိကဒါပဲတခါဖုန်း heat တက်တာလေ MacBook သွင်းတဲ့ဂျိုးနဲ့ကျွန်တော်ဒီ MacBook ကိုသွင်းတဲ့ဂျိုးတိုက်စီပဲဒီတိုက်စီဂျိုးနဲ့ Samsung ဖုန်းသွားသွင်းတာဖုန်းကဘေးပေါက်နေတာတက်တွေလိုက်နေတာကျွန်တော်သတိလက်လွတ်သွားသွင်းတာတိုက်စီချင်းတူတယ်ဆိုပြီးတော့သွားမသွင်းနဲ့နော် error တက်တယ်နော်မလိုအပ်တဲ့ electric short တွေဖြစ်မယ်အားကြောင့်မလို့သူ့ brand နဲ့သူ့ device နဲ့သူကိုက်ညီတဲ့ဂျိုးရှာသွင်းကြပါပြီးတော့ဖုန်းအားသွင်းဂျိုးခောက်ရင်လည်းကျွန်တော်ဒီမဲ့ကြည့်အစောက်ဝိုင်းပုံစံလေးမှာဒီမဲ့ဂျိုးထိတ်လေးကိုရော်လေးခောက်ပေးထားတာအရင်တင်းနေမျိုးပဲဆိုတော့ loose ဖြစ်မှာကြလို့ဆရာကြီးလောက်တာလည်းမဟုတ်ဘူးတေချာလေးရှင်းပြတာပါဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်